Hello မင်္ဂလာပါကျွန်တော်တို့မြန်မာ IT Academy ကနေကြိုဆိုပါပြီကျွန်တော်ကတော့မြန်မာ IT Academy ရဲ့ Founder Mr. မတ်တန်းတင်ရဲဖြစ်ပါပြီကျွန်တော်ဒီနေ့ knowledge sharing လုပ်ပေးမှာကတော့ Linux ဆိုတာဘာလဲဆိုတာအကြောင်းအရာလေးဖြစ်ပါပြီ Okay စပြီးပြောပြပေးမယ်ဗျာ Linux ဆိုတာဘာလဲ Linux ဟာ Unix ကိုအခြေခံပြီးဖန်တီးထားတဲ့အခမဲ့ဖွင့်လှစ်မူလကုတ် Open Source Operating System တစ်ခုဖြစ်ပါတယ်ကွန်ပျူတာတစ်လုံးရဲ့ hardware, RAM, CPU, drive ဒီနဲ့ software တွေကိုထိန်းချုပ်ပေးတဲ့အခြေခံစနစ်ပါ Mind Linux ရဲ့အရေးကြီးသောအချက်များ Kernel Linux ရဲ့အထူးအဖွဲ့အစည်း hardware နဲ့ဆက်သွယ်ပေးတဲ့ Distributions, distros Linux ကိုတိုးတက်ပြုပြင်ထားတဲ့မျိုးစုံသော version များနာမည်ကြီး distro များကတော့ Ubuntu အသုံးပြုရလွယ်တဲ့လူကြိုက်များ Debian တည်ငြိမ်သည့်အခြေခံ distro Fedora နီးပညာအသစ်တွေအမြဲတမ်းတဲ့ Arch Linux လက်တွေ့သိချင်သူတွေအတွက် Red Hat CentOS စီးပွားရေးလုပ်ငန်းတွေအတွက် Star Linux ကိုဘာလို့သုံးကြတာလဲ A အခမဲ့ free ဖွင့်လှစ် open source ကိုယ်တိုင်ပြုပြင်နိုင်လုံခြုံမှုကောင်း virus နဲ့ပြီး permission system ခိုင်တည်ငြိမ်မှုမြင့် server များကိုနှစ်ပေါင်းများစွာ reboot မဖြစ်ဘဲ run လို့ရအသုံးများတဲ့ platform server phone IoT devices supercomputers တင်မက one Linux terminal မှာများစွာသုံးတဲ့ command များ command ရည်ရွယ်ချက် ls file များကိုပြသ cd file လမ်းကြောင်းပြောင်း pwd လက်ရှိနေရာပြရန် cp file မိတ္တူပြုလုပ် mv file ရွှေ့ရန် rm file ဖြတ်ရန် chmod file permission ပြောင်းရန် sudo admin အခွင့်အရေးဖြင့် ran 4. Linux ကိုဘယ်မှာတွေသုံးကြလဲ Web servers, Google, Facebook, etc. Android OS, Linux ကနေကိုသုံးထားလဲ Supercomputers, 90 ရာခိုင်နှုန်းထက်ပိုတာ Linux သုံးတယ် IoT devices, routers, smart TVs, programmers, developers အတွက်အရန် work အဆင်ပြေ Okay ဒီလောက်နဲ့မဲ့နားမိဗျာလေ့လာပေးအမျိုးတွေအားလုံးကျေးဇူးပါဗျာနောက် tutorial အသစ်မှာပြန်တွေ့ကြပါမည်